မင်္ဂလာပါကျွန်မကတော့ဒီမိုကရေစီနောင်သတင်းဌာနကသတင်းတောက်ဤတင်စာပါအခုတင်ဆက်ပေးမယ့်သတင်းကတော့အကြမ်းဖက် KIA PDF များယာယီစွမိုးထားတဲ့တပ်ဖန်းစိတ်ရေအားလျက်စစ်ဓာဘေးစယုံနဲ့အင်းတိုင်းကြေးရွာကိုတပ်မတော်ကပြန်လည်ထိန်းချုပ်တဲ့သတင်းဖြစ်ပါတယ်စကိုင်းတိုင်းဒေသကြီးကျွန်းလာမြို့နယ်မှာရှိတဲ့တပ်ဖန်းစိတ်ရေလောင်တပ်မတ်နဲ့အင်းတိုင်းကြေးရွာကိုတပ်မတော်စစ်ကြောင်းတွေကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်တပ်ဖန်းစိတ်ဇက်ရေလျက်စစ်ဓာဘေးစယုံကိုအကြမ်းဖက် KIA PDF တွေက2025ခုနှစ်ဒီဇင်ဘာလအတွင်းမှာသိမ်းပိုက်ခဲ့ပြီးနောက်စယုံအတွင်းရှိတန်မိုးရှိပစ္စည်းတွေကိုယူဆောင်ခြင်းမိုင်းခွဲဖျက်ဆီးခြင်းမိရှို့ဖျက်ဆီးခြင်းတွေကိုပြုလုပ်ခဲ့ပါတယ်အကြမ်းဖက် KIA PDF တွေကတပ်ဖန်းစိတ်ဆဲအတွင်းမှာရွှေတူးပေါ်ခြင်းဆယ်ရီအနောက်ဘက်ခြမ်းဧရိယာမှာရေနံတူးပေါ်ခြင်းတွေကိုအကြီးအကျယ်ဆောင်ရွက်ခဲ့တာပါထိုနေရာတွေကိုအ ਨੇ ဆုံးထိခိုက်ပျက်စီးမှုနဲ့ပြည်လဲရရှိဖို့အတွက်တပ်မတော်စစ်ကြောင်းတွေကထိုးစစ်ဆင်ခဲ့ရမှာတော့မလ28ရက်နေ့မှာတပ်ဖန်းစိတ်ရေလောင်တမန်ကို၎င်းဧပြီ6ရက်နေ့မှာတော့အင်းတိုင်းကျွော်ကို၎င်းအသီးသီးပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်ထိုတိုက်ပွဲအတွင်းမှာ PDF တွေဘက်ကအများပြားသေဆုံးသလိုဒဏ်ရာရရှိသူလည်းအများပြားရရှိခဲ့တာကြောင့်စုခွာတပြေးသွားခဲ့ကြပြီးလက်နက်ခဲယမ်းတွေကိုလည်းသိမ်းဆည်းရမိခဲ့ပါတယ်။ PDF တွေစုခွာသွားချိန်မှာတပ်ဖန်းစိတ်ရေအားလျက်စစ်ဓာဘေးစယုံနဲ့အင်းတိုင်းကျွော်ကဒေသခံတွေရဲ့နေအိမ်တွေကိုမိရှို့ပျက်စီးသွားခဲ့တာကြောင့်စယုံအတွင်းကစက်ပစ္စည်းကရိယာတွေနဲ့နေအိမ်တွေမိရှို့ပျက်စီးခဲ့ရပါတယ်။မူမြေပေါ်မှာတည်ရှိတဲ့တပ်ဖန်းစိတ်ဆဲဟာကမ်ဘလိုရွှေဘိုဒီဘယ်ရင်အပါဝဲမြို့နယ်ကိုကူကစိုက်ပျိုးမြေဧက9သိန်းကျော်ကိုအဓိကရေပေးဝင်နေတဲ့ဆဲကြီးတစ်ခုဖြစ်ပါတယ်။ဒါအပြင်နိုင်ငံတော်ဓာတ်အားစနစ်ကိုလည်းလျှက်စစ်ဓာတ်ပုံမှန်ပို့လို့ပေးနေတဲ့အဓိကစက်ရုံတစ်ခုဖြစ်ပါတယ်။ပျက်စီးသွားတဲ့စက်ရုံကိုအမြန်ဆုံးပြန်လည်ပတ်နိုင်ဖို့အတွက်လုံခြုံရေးတပ်ဖွဲ့ဝင်များကတာဝန်ရှိသူများနဲ့ပူးပေါင်း၍အမြန်ဆုံးပြင်ဆင်သွားမယ်လို့သိရပါတယ်။ဒီမိုကရေစီနောင်သတင်းဌာနရဲ့သတင်းတွေကို TikTok, Telegram နဲ့ YouTube တို့မှာကြည့်ရှုအားပေးနိုင်ပါတယ်ရှင်။